在一当天内地多မြို့ကိုမကွယ်နိုင်စီမီထွေ၍တောင်စလားအောက်၌ဖုံးထားလက်မရှိအိမ်သူအိမ်သားအပေါင်းတို့သည်အလင်းကိုရစေခြင်းငါစီမီခုံပေါ်တွင်တင်ထားလက်ရှိဤထိုနည်းသူတပါးတို့သည်တင်တို့ဤကောင်းသောအကျင့်ကိုမြင်လျင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့ဤအဘတင်တို့အဘဤဂုံတော်ကိုချီးမွမ်းစေခြင်းငါသူတပါးရှေ့၌တင်တို့အလင်းကိုလင်းစေကြလောဤ真正မှာခင်ယေရှုကယုံကြည်သူများကိုစားနဲ့အလင်းနဲ့နိုင်ရှင်ပြီးမှပြောထားတာကိုတွေ့ရပါတယ်။အဲ့တော့ဒီစားနဲ့အလင်းဟာဆိုလို့ရှိရင်ကျမတို့အသက်ရှင်နေတဲ့ကျမတို့လူသားတွေတာမကဘူးပေါ့နော်။ဒီတရိษံတွေအကုန်လုံးတတ္တဝါတွေအကုန်လုံးဟာအင်မတန်မှအတုံးဝင်တဲ့ကျမတို့မတုံးလေးမရတဲ့အင်မတန်မှအရေးကြီးတဲ့အရာဖြစ်တဲ့အကြောင်းကိုတွေ့ရပါတယ်။ထိုနည်းတူစွာပဲသခင်ယေရှုကတန်ရှင်ယုံကြည်တော်သူများကိုဤစားနဲ့အလင်းနဲ့နိုင်ရှင်ထားခြင်းကိုတွေ့ရပါတယ်။အဲ့တော့ကျမတို့ရှေ့ဦးစွာစားရကုန်တတိကိုကြည့်မယ်ဆိုရင်စားဟာဆိုလို့ရှိရင်ကျမတို့အခုဒီနေ့ထိအသက်ရှင်လာတာပေါ့နော်နေ့တိုင်းစားမစားလို့မရဘူးဒီစားဟာအသက်ရှင်တဲ့ကျမတို့လူသားတွေတာမကတတ္တဝါတွေတိရစ္ဆာန်တွေအားလုံးကိုလည်းအကျိုးပြုတဲ့အရာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်နေ့စဉ်အသက်ရှင်တဲ့အရာမှာကျမတို့ကနေ့စဉ်ပဲစားသုံးရတယ်ပေါ့နော်ဒီစားသုံးတဲ့အရာမှာစားမပါလို့မဖြစ်ဘူးဒါကြောင့်နံပါတ်1စားရကုန်တတိကိုကျမတို့ကြည့်မယ်ဆိုရင်စားဟာတန်ရှင်းစင်ကြယ်ခြင်းဆိုတဲ့ကုန်တတိသူ့စီမှာရှိပါတယ်စားဟာသူကိုယ်တိုင်ကိုကတန်ရှင်းပြီးမှတခြားသောအရာများကိုလည်းတန်ရှင်းစေတဲ့အရာဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရပါတယ်။ဒါကြောင့်ကျမတို့ခရိယန်များရဲ့အသက်တာဟာလည်းဤစားလိုပဲပေါ့နော်။ကျမတို့ဟာကိုတိုင်ကိုနိုင်ကတန့်ရှင်းပြီးမှတခြားသောအရာများကိုလည်းအခြားသောသူများကိုလည်းကျမတို့ဟာတန့်ရှင်းခြင်းဂုဏ်တတိကိုပေးနိုင်တဲ့ခရိယန်အသက်တာများဖြစ်ဖို့အင်မတန်မှလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အနေဖြင့်ကျမတို့တွေ့ရပါတယ်စားဟာသူကိုယ်တိုင်ကတန့်ရှင်းပြီးမှတခြားသောအရာများကိုလည်းတန့်ရှင်းစေတယ်ထိုနည်းတူစွာပဲကျမတို့ရဲ့ခရိယာတတ်တာဟာကျမတို့ကိုယ်တိုင်ကိုယ်နဲ့ကတန့်ရှင်းပြီးမှသူတစ်ပါးကိုရောတန့်ရှင်းမှုစင်ကြယ်မှုပေးနိုင်တဲ့သူများဖြစ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အနေနဲ့ပြောကြားချင်ပါတယ်နံပါတ်2အနေအဖြစ်စားရကုန်တတ်ပြကိုကြည့်မယ်ဆိုလို့ရှိရင်စားဟာထိမ့်သိမ့်ပေးခြင်းကျမတို့အိမ်ရှင်မရဆိုပုံမှန်တည်တာပေါ့နော်ဒီအသားတွေငါးတွေဟာမပုတ်မတိုးသွားအောင်ကျမတို့ဟာဒီဟင်းများကိုစားဖြစ်ကျမတို့ထိမ့်သိမ့်ထားရတယ်ပေါ့နော်စားနဲ့နေထားမှသူကအသားဟာကြာရှည်ခံပြီးမှကျမတို့သုံးနိုင်တယ်ကျမတို့အသုံးပြုနိုင်တယ်ထိုနည်းတူစွာပဲကျမတို့ခရိယန်တွေရဲ့အသက်တာဟာထိမ့်သိမ့်ပေးခြင်းစရောအရာမိမိရဲ့ပတ်ဝန်းကျင်များကိုထိမ့်သိမ့်ပေးခြင်းစရောအရာများကိုပြုလုပ်ရမည်ဖြစ်ပါတယ်ဖျားခင်ကဤကဘာမေကြီးကိုဖန်ဆင်းခြင်းပုံပြမှာကျမတို့တွေ့ရတယ်ပေါ့နော်ဒီကဘာမေကိုလက်ပအောင်ဖျားခင်ကဖန်ဆင်းထားတဲ့အကြောင်းကိုကျမတို့တွေ့ရတယ်ဒါပေမဲ့လူသားများရဲ့နေ့စဉ်နေ့ရက်ဒီလောဘတွေကြောင့်မို့ဒီကဘာမေကြီးဟာတဖြည်းဖြည်းနဲ့ပစ္စည်းမှုတွေဖြစ်လာတဲ့အကြောင်းကိုကျမတို့တွေ့ရအခုလည်းကျမတို့တွေ့ရတာပဲเนาะဒီမိုဒီတာမှာဆိုရင်ပို့ပြီးမှကျမတို့ကတွေ့နိုင်တယ်ဒါကြောင့်မို့စားရဂုံတက်တိပါသူတပားကိုမပြတ်မစည်းအောင်မပုတ်မတိုးအောင်ထိမ့်သိမ့်ပေးနိုင်တဲ့ဂုံတက်တိသူ့မှာရှိတယ်ဒါကြောင့်ကျမတို့ခရိယန်တွေရဲ့အသက်တာဟာဘုရားသခင်ဖန်ဆင်းထားတဲ့ဤကဘာမေကြီးကိုမပြတ်မစည်းအောင်ကျမတို့ထိမ့်သိမ့်ရမယ်ဆိုရက်ထိမ့်သိမ့်ရမယ်တာဝန်ကျမတို့မှာရှိပါတယ်ဆိုတဲ့အကြောင်းနံပါတ်2အနေနဲ့ပြောကြားချင်ပါတယ်နံပါတ်3ဟာစားဟာငံတော့အရာတာကိုပေးခြင်းကိုတတိသူစီမှာရှိပါတယ်အစားအသောက်တွေမှာကျမတို့ဟာစားမပါဘဲနဲ့ကျမတို့မစားသုံးနိုင်ဘူးစားသုံးလို့မရဘူးဒီစားထည့်လိုက်ခြင်းအဖြစ်ကျမတို့စားသုံးတဲ့ဟင်းတီးဟင်းရွက်အသားငါစသည့်အရာများကိုကျမတို့စားသုံးသူရဲ့ခသွေးကိုတွေ့စေတယ်ပေါ့နော်အစားအသောက်ကိုမိန်စေတယ်
ဘာကိုပြောချင်တယ်လဲဆိုရင်ကျမတို့ခရိယန်တွေရဲ့အသက်တာဟာသူတစ်ပါးကိုသူတစ်ပါးကိုပျော်ရွှင်မှုပေးနိုင်တဲ့အသက်တာဖြစ်ဖို့အင်မတန်မှလိုအပ်ပါတယ်မိမိအသက်တာအဖြစ်သူတစ်ပါးကိုဝိညာဉ်အစာဟာရဝေငှပေးနိုင်တဲ့အသက်တာဖြစ်ဖို့ရလိုအပ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အဲအကြောင်းစားရကုန်တတိကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1တန်ရှင်းစင်ကြယ်ခြင်းနံပါတ်2ထိမ့်သိမ့်ပေးခြင်းနံပါတ်3ငန်တော့အရတာပေးခြင်းစသည့်အရာများဟာဒီစားချင်မှာကုန်တတိရှိတယ်ပေါ့နော်ဒါကြောင့်ကျမတို့ရဲ့ခရိယန်အသက်တာဟာလည်းသူတစ်ပါးကိုလင်းစေနိုင်တဲ့သူတစ်ပါးကိုအကျိုးပြုနိုင်တဲ့ခရိယာတက်တာဖြစ်ဖို့အင်မတန်မှလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုစားနဲ့နိုင်ထားတဲ့စားရဲ့ဂုဏ်တက်တိကိုပြောချင်လိုပါတယ်နံပါတ်2အနေနဲ့အဖြစ်ကတော့အလင်းရဲ့အကျိုးတရားများကျမတို့ဟာနေ့အလင်းမရှိဘဲနဲ့အသက်မရှိနိုင်ဘူးနေ့စဉ်အသက်တာမှာကျမတို့လှုပ်ဆောင်နေရတယ်ဆိုတာကလည်းဒီနေရဲ့အလင်းကိုကျမတို့တွေ့ရလို့ကျမတို့ဟာကိုလှုပ်ချင်တဲ့အရာများကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်အဲ့တော့နံပါတ်1အလင်းရဲ့ဂုဏ်တက်တိကိုကျမတို့ကြည့်မယ်ဆိုမြင်စေနိုင်တယ်အလင်းအဖြစ်ကျမတို့ဟာကြည့်တဲ့အရာများကိုကျမတို့မြင်နိုင်တယ်အခုဆိုရင်အခုကနေရဲ့အလင်းကိုကျမတို့မြင်နိုင်လို့တယောက်နဲ့တယောက်လည်းကြည့်လို့ရတယ်မြင်လို့ရတယ်ဒါပေမဲ့အခုဟာအလင်းမရှိဘဲနဲ့မောင်တောမယ်ဆိုရင်ကျမတို့ဟာတွေ့နိုင်မှာမဟုတ်ဘူးပေါ့အဲအကြောင်းမို့နံပါတ်1အလင်းကြီးရဲ့ဂုဏ်တက်တိကိုကြည့်မယ်ဆိုရင်အလင်းဟာမြင်စေနိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့ခရိယာအသက်တာဟာဘာဖြစ်ဖို့လိုတယ်လဲဆိုရင်ကျမတို့ကိုကြည့်ခြင်းအဖြစ်ဘုရားသခင်ကိုမြင်စေနိုင်တယ်ကျမတို့နဲ့ခရိယာဘုရားသခင်ကိုယုံကြည်ရသူများဘုရားသခင်ကိုယုံကြည်ရသူများကနေကိုတိုင်ကနေသူတစ်ပါးဟာဘုရားသခင်ကိုမြင်တွေ့နိုင်မဲ့အသက်တာဖြစ်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်နံပါတ်2ဟာဆိုလို့ရှိရင်အလင်းဟာလမ်းပြရှင်ဖြစ်တယ်ညအမောင်တွေမှာဆိုရင်ကျမတို့မောင်ရင်ဘေးမှမသွားနိုင်ဘူးဒါပေမဲ့ကျမတို့ဓာတ်မီးတွေနော်အခုဆိုရင်ကျမတို့လက်စစ်မီးတွေစသဖြင့်ပေါ့နော်ဖျောင်းတိုင်မီးစသဖြင့်အဲ့ဒီအလင်းအားဖြင့်ညအခါမှာမောင်တော်ညာလဲကျမတို့ကလိုရာခီးကိုတွားနိုင်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဆာလံအခန်းကြီး119အခန်းကြီး105မှာနှုတ်ကပတ်တော်ဟာကျွန်တော်တို့ဤခြေလမ်းများကိုလမ်းပြပေးတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်ယုံကြည်သူများ၏အသက်တာဟာလည်းဤရဲ့အလင်းလိုပဲလမ်းပြရှင်ဖြစ်ဖို့အင်မတန်မှလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ကျမတို့ရဲ့အသက်တာဟာကျမတို့ခရိယန်တွေရဲ့အသက်တာဟာဘုရားသခင်ထံသို့လမ်းပြနိုင်တော်သူဘုရားသခင်၏အသက်ရှင်တော်နှုတ်ကပတ်တော်ကိုသူတစ်ပါးကိုဝေငှပြီးမှသူတစ်ပါးဟာဘုရားသခင်စီသွားမဲ့လမ်းကိုတွေ့နိုင်တော်သူများဖြစ်ဖို့ရတယ်လို့အပ်ပါတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဤအလင်းဤဂုဏ်တက်တိများကိုကျမတို့ကြည့်မယ်ဆိုရင်နံပါတ်1မြင်စေနိုင်တယ်နံပါတ်2လမ်းပြရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အကေတင်နိုင်တဲ့အမှုများအောင်သူ့ကိုနောက်ကနေပံ့ပိုးကူညီပေးတော့သူ့ရဲ့လူပြောမလားသူကဒီကဦးလေးနော်သူ့ရဲ့ဦးလေးကသူ့ကိုနောက်ကနေအကြံဉာဏ်တွေပေးရထုံမြတာမကသူဒီအက်စတာကိုငငယ်တဲ့ကနေသူ့ရဲ့ဦးလေးကပြုစုဆောင်ရှောက်ခဲ့ပြုစုဆောင်ရှောက်တဲ့အချိန်မှာသူကဒီဂျူးလူမျိုးတွေရဲ့သူ့ရဲ့ doctrine တွေနော်အကုန်လုံးကိုဒီ Esther ကသူ့ဦးလေးစီကနေသူကြားရတယ်အဲအကြောင်းသူဘီမဖြစ်လာတဲ့အချိန်သူမြစ်ဖျားဖြစ်လာတဲ့အချိန်မှာရောသူ့လူမျိုးတွေကိုအကုန်လုံးကိုတပ်ပစ်တော့မယ်အချိန်မှာသူ့ရဲ့ဦးလေးဟာသူ့ကိုဒီဂျူးလူမျိုးတွေရဲ့ကြည်တင်ခြင်းအမှုများအောင်သူ့ကိုနောက်ကနေပံ့ပိုးပေးတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်ဒီမိုဒီခိုင်းဟာဆိုလို့ရှိရင်သူ့ကိုတခါလဲကျမတို့စံစာတွေကတကယ် hero များကိုကျမတို့တမ်းပြီးမှမြင်တဲ့အချိန်မှာဒီမိုဒီခိုင်းကိုကျမတို့မမြင်ရဘူးပေါ့နော်ကျမတို့မြင်ရတာဆိုလို့ရှိရင်ယုံကြည်ခြင်းရဲ့ဖခင်အာဗြဟံနော်စသဖြင့်ပေါ့နော်မောရှေစသဖြင့်ကျမတို့ကသူတို့ကိုပဲတကယ် hero ဆိုပြီးမှတမ်းပြီးမှကျမတို့မြင်နိုင်တယ်တွေ့နိုင်တယ်ကြားလိုက်တာနဲ့တခါလဲတမ်းပြီးမှမြင်တယ်ဒါပေမဲ့ဒီမိုဒီခိုင်းရဆိုလို့ရှိရင်သူဟာပေါ့နော်မထင်ရှားတော့သူရေကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်သူ့ကိုနော်အန်ဆာဟီရိုဆိုပြီးမှ
ကျမတို့ Google search မှာရှာလိုက်လို့ရှိရင်ဒီ Modi ခိုင်ရဲ့အကြောင်းလဲပါလာတယ်ပေါ့နော်ဒါကြောင့်ဒီ Modi ခိုင်ဟာဆိုလို့ရှိရင်သူ့ရဲ့ဒီသမီးပေါ့နော်သူ့ရဲ့သမီး Esther မိဖုရားဟာသူ့ရဲ့ဂျူးလူမျိုးကိုကေတင်ဖို့ရန်အတွက်ဒီကေတင်ချင်းအမှုမြောက်အောင်ဒီ Modi ခိုင်ဟာလည်းနောက်ကနေအကူအညီပံ့ပေးလို့သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်မို့ကျမတို့ကိုကျူးစွန့်အနစ်နာခံတဲ့စကအနန်ချအတတာဆိုတဲ့အချိန်မှာရောကိုတိုင်းကြောကြတော့သူတယောက်ဖြစ်ဖို့ရအတွက်စကအနန်နဲ့သူတယောက်ဖြစ်ရတဲ့နောက်ကနေပြီးမှအမေကကိုညီပန်းပို့ပြီးတော့သူဟာရှိပါတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ယနေ့မနေ့မှာကျမပြောချင်တာကတော့စကအနန်တော့အတတာဆိုတာဆိုတဲ့ကောင်းစဉ်အောက်မှာကျမတို့ဟာသခင်ယေရှုကယုံကြည်တော်သူများကိုစားနဲ့အလင်းနဲ့နိုင်ရှင်ထားပြည့်တော့ကျမတို့သခင်ယေရှုခရစ်တော်ကိုယုံကြည်တော့ကျမတို့ဟာလည်းကိုတိုင်ကစသည်တတိများကိုရှိရတဲ့လိုအပ်ပါတယ်ကိုတိုင်ကစသည်အရေးချင်းများမရှိဘဲနဲ့သူတပားကိုပဲပေါ့နော်အဲ့လိုမျိုးလို့ဆိုတဲ့အရာဟာကျမတို့ရဲ့ခရိယာတတ်တာမဟုတ်ပါဘူးလို့ကျမတို့ခေါင်းဆောင်မှာရှိရနော်ကျမတို့ကမိဘတွေလည်းပြောကြတယ်တခါတလေကျရင်ကိုသားသမီးတွေနော်ငါပြောတယ်လို့ငါလုပ်တယ်လို့လုံနေစတဲ့စကားကိုအရင်ပြောကြတယ်ဒါပေမဲ့ကျမတို့ခရိယာတတ်တာဟာအဲ့လိုမျိုးမဖြစ်ရဘူးကျမတို့ကိုတိုင်ကိုနိုင်ကအရေးချင်းရှိဖို့ရလိုအပ်ပါတယ်ကိုတိုင်အရေးချင်းရှိမှပဲသူများကိုဝင်ငှနိုင်တယ်ပေါ့နော်ကျမတို့ခရိယာတတ်တာဟာဒီအလင်းလိုပဲအလင်းကိုမြင်ချင်းအဖြစ်ဖြတ်ခင်မြင်ချင်းအဖြစ်လူသားအလုံးမြင်နိုင်တဲ့ကဲတော့စားဟာဆိုလို့ရှိရင်သူကိုတိုင်ကတန်ရှင်းဒီမှာခြားတော့အရာများကိုတန်ရှင်းစေနိုင်တဲ့ကဲတော့ကျမတို့ခရိယာတက်တာများဟာလည်းကျမတို့ကိုတိုင်ကိုနိုင်ကစသည့်အရေးချင်းများရှိပြီးမှတခြားသူများကိုတိုင်ကိုနိုင်ကဖျားခင်ဤနှုတ်ကပတ်တော်ကိုကြားနာယုံတာမကဘဲနဲ့လိုက်နာအသက်ရှင်ပြီးမှသူများတခြားတော့သူများကိုလည်းကျမတို့ကဖျားခင်ဤလမ်းကိုပို့ဆောင်နိုင်တော့ဖျားခင်အလင်းကိုတွေ့စေနိုင်တော့ခရိယာတတ်တာဖြစ်ဖို့ရအမတမလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုစကအနန္တအတ္တဆိုတဲ့နှုတ်ပတ်တော်ခေါင်းစဉ်အဖြစ်အဝေငါယင်းနိဂုံချုပ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်